ချစ်လို့ဘဝမှာတကောင်များလည်းပြောလို့မပြီးတာအပြုံးများလည်းပွင့်လို့မဆုံးပါဒါကြောင့်ကိုရင်ပွင့်ကြရဲ့အစင်းသက်ဝင်လာခဲ့ဝင်လာလေဟိုတော့ငါဖြစ်ပြတဲ့များဟာနံပြီးရင်နန်းလို့ဝါရင်အိမ်မမလန့်ကားမျိုးလို့ဒါကြောင့်ကိုရင်နဲ့ဆိုရင်ပြင်းတဲ့နာတွေကိုပြင်ပါမယ်လေပြောင်းစီချင်မလား